ဂီဇာပီရမစ်ရဲ့စိတ်ဝင်စားပွဲအချက်၄ချက်ပီရမစ်တွေဟာအီဂျစ်နိုင်ငံကိုခီးသွားရောက်လဲပတ်ချင်ရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့အီဂျစ်နိုင်ငံမှာရှိတဲ့ဂီဇာပီရမစ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားပွဲအချက်၄ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးတစ်ချက်ကတော့ဂီဇာပီရမစ်တွေဟာအီဂျစ်နိုင်ငံဂီဇာမြို့ရဲ့အပြင်ဘက်လေးမှာတည်ရှိနေရပဲဖြစ်ပါတယ်။ဂီဇာမြို့ဟာအီဂျစ်နိုင်ငံရဲ့မြောက်ပိုင်းမှာတည်ရှိပြီးနိုင်မြစ်ရဲ့အနောက်ဘက်ကမ်းမှာရှိပါတယ်။ဂီဇာကကိုင်ရိုနဲ့အလက်ဇန္ဒရီးယားပြီးရင်တတိယမြောက်အကြီးဆုံးအီဂျစ်မြို့ဖြစ်ပြီးရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့မန်ဖစ်မြို့ရဲ့အနီးမှာမဟာဗျူဟာကျစွာတည်ရှိနေတဲ့နေရာဖြစ်တာကြောင့်အီဂျစ်ရဲ့သမိုင်းတစ်လျှောက်လုံးမှာအရေးပါတဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။ဂီဇာကုန်းပြင်မြင့်ဟာမြို့ရဲ့အရှေ့ဘက်စင်ချီဘုံမှာတည်ရှိပြီးအဲ့ဒီနေရာမှာဂီဇာပီရမစ်အစုဝေးကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ခေပေါ်မြို့နဲ့ရှေးဟောင်းပီရမစ်တွေနဲ့ရှင်တွဲတည်ရှိနေရကြောင်းဒီဒေသမှာအချိန်နှင်းမြပြောင်းလဲမှုတွေရှိခဲ့တယ်လို့မပြောင်းလဲတာတွေလည်းရှိနေရဲဆိုတဲ့သဘောကိုပြသနေတယ်လို့ပါပဲ။အီဂျစ်ပြည်ရဲ့အကျော်ကြားဆုံးပီရမစ်တွေကအကြီးဆုံး၃ခုကတော့ဂီဇာကုန်းပြင်မြင့်ပေါ်မှာတည်ရှိနေရဖြစ်ပြီးအဲ့ဒီကုန်းပြင်မြင့်မှာဆိုရင်စုစုပေါင်းပီရမစ်၉ခုထိရှိပါတယ်။နန်းဆက်၄ဆက်မြောက်ကတော်ဝင်မျိုးနွယ်တွေရဲ့ရုပ်လောင်းတွေကိုပီရမစ်တစ်ခုစီမှာထည့်သွင်းမြုပ်နှံထားတဲ့အတွက်ဒီနေရာတွေကိုဂီဇာရှေးဟောင်းသင်္ချိုင်းကြီးတွေလို့ညွှန်းဆိုကြပါတယ်။ဒီတော်ဝင်မိသားစုဟာ2613 BC ကနေ2494 BC အထိဒီနာဆိုးဆန်ခဲ့ကြပြီးသူတို့အာဏာရှိနေတဲ့အချိန်တွင်းမှာပီရမစ်အားလုံးကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဂီဇာရှေးဟောင်းသင်္ချိုင်းကြီးမှာပဲကမ္ဘာအကြီးဆုံးကြောက်သားရုပ်တုဖြစ်တဲ့ဗဟိလိဆန်ဆန်လူကောင်းတဲ့ချင်းသစ်ကိုရုပ်တုကြီး Great Sphinx ကိုလည်းတွေ့ရမှာပါဒုတိယနံပါတ်1အချက်ကတော့ဂီဇာပီရမစ်တွေဟာဘရင်တူတန်ခါမန်မအုပ်စိုးခင်နှစ်ပေါင်း1200ကျော်လောက်ကလေးကတည်ဆောက်ခဲ့တဲ့ဆိုတဲ့အချက်ပါဂီဇာပီရမစ်ကြီးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးချက်တွေကတစ်ချက်ကတော့ပီရမစ်ကြီးဟာမူလကမ္ဘာအံ့ဖွယ်9ခုထဲမှာတက်တန်းအရင်ဆုံးအနေနဲ့နောက်ဆုံးကျန်ရှိတဲ့အံ့ဖွယ်တစ်ခုပဲဖြစ်ပါတယ်။ဒီပီရမစ်ဟာဂီဇာရှေးသင်္ချိုင်းကြီးရဲ့ပီရမစ်9ခုထဲမှာအကြီးဆုံးနဲ့တက်တန်းအရင်ဆုံးဖြစ်ပြီးဘရင်ခူဖူရဲ့နောက်ဆုံးအနားယူစရာနေရာလည်းဖြစ်ပါတယ်။ပီရမစ်ကို2560 BC မှာတိဆောက်ပြီးစီးခဲ့ပြီးနှစ်ပေါင်း20လောက်အချိန်ယူတိဆောက်ခဲ့ရတာပဲဖြစ်ပါတယ်။ခါဖရီပီရမစ်လို့သိကြတဲ့ဒုတိယအမြင့်ဆုံးပီရမစ်ဟာဘရင်ခူဖူရဲ့သားတော်အတွက်ဖြစ်ပြီး2580 BC မှာတိဆောက်ပြီးစီးခဲ့ပါတယ်။မန်ခေါရာပီရမစ်ကတော့ပီရမစ်3ခုမှာအသေးဆုံးဖြစ်ပြီးဘရင်ခူဖူရဲ့မြီးလေးနောက်ဆုံးနားခိုရာနေရာပဲဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ပီရမစ်ကြီးဟာအမြင့်ပေ482ပေထိမြင့်ပါတယ်။ဂီဇာပီရမစ်ကြီးဟာနှစ်ပေါင်း3800တိုင်အောင်ကမ္ဘာအမြင့်ဆုံးအဆောက်အဦဖြစ်ခဲ့ပါတယ်။1312ခုနှစ်မှာတော့အင်္ဂလန်နိုင်ငံမှာဆောက်လုပ်ပြီးစီးခဲ့တဲ့လင်ကွန်ဘုရားကျောင်းဟာပီရမစ်ကြီးရဲ့အမြင့်ကိုပထမဦးဆုံးကျော်လွန်ကကမ္ဘာအမြင့်ဆုံးအဆောက်အုံဖြစ်သွားခဲ့ပါတယ်။အခုတစ်ခါမှာတော့ပီရမစ်အချင်းချင်းအပြင်ကမ္ဘာနာမည်ကြီးအဆောက်အုံတချို့နဲ့ပါနှိုင်းယှဉ်လို့ရအောင်အချက်လက်တချို့ကိုလည်းတင်ဆက်ပေးသွားပါမယ်။ဂီဇာပီရမစ်ကြီးဟာအမြင့်ပေ482ပေရှိပြီးဝါရှင်တန် DC ကဝါရှင်တန်ကျောက်တိုင်ထက်မဆိုးတလောက်လေးနေပါတယ်။အမြင့်ပေ448ပေရှိတဲ့ခါဖရီပီရမစ်ဟာလွတ်လပ်ရေးရုပ်တုထက်ပေပေါင်း100လောက်ပိုမြင့်ပါတယ်။မန်ခရာပီရမစ်ဟာအမြင့်ပေ213ပေရှိပြီးစစ်ဒနီအော်ပရာပြဆက်ရုံရဲ့အမြင့်ပေနဲ့တူတူပါပဲ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ့်အချက်ကတော့ဂီဇာပီရမစ်တွေကိုအီဂျစ်လူမျိုးတွေကိုယ်တိုင်တည်ဆောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။အီဂျစ်ပြည်အကြောင်းကိုလေ့လာခဲ့တဲ့ပညာရှင်တွေဟာပီရမစ်ကိုဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာအခုထိသေချာမသိနိုင်ခဲ့ကြသေးပါဘူး။ဒါပေမဲ့အများစုကြကြံပြည့်ပြည့်နဲ့ယုံကြည်ကြတဲ့ theory တစ်ခုကအီဂျစ်လူမျိုးတွေကပီရမစ်တွေကိုနိုင်ငံဝန်ထမ်းတွေနဲ့အားလုံးပူးပေါင်းကတည်ဆောက်ခဲ့ကြတယ်ဆိုတာပါပဲ။အဲဒီဆောက်လုပ်ရေးသမားတွေဟာကျွမ်းကျင်သူတွေဖြစ်ပြီးလုံအားခတဲ့အခါကျွေးငွေရရှိခဲ့တယ်လို့လည်းယုံကြည်ထားခဲ့ကြပါတယ်။အဲဒီပီရမစ်တွေအနီးမှာရွာတရွာရှိကြောင်းရှာဖွေတွေ့ရှိခဲ့ရတဲ့အချိန်မှာတော့ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့အီဂျစ်ပြည်အကြောင်းလေ့လာတဲ့ပညာရှင်တွေဟာအများဆုံးအီဂျစ်ပြည်သား2000လောက်ကပီရမစ်တွေကိုတည်ဆောက်ခဲ့ကြတယ်လို့ကောက်ချက်ချယုံကြည်ခဲ့ကြပါတယ်။
ဂီဇာပရမစ်နဲ့ပတ်သက်ပြီးအထင်ကြီးစရာအကောင်းဆုံးချက်ကတော့ပရမစ်ကိုတိဆောက်ရမှာအသုံးပြုခဲ့တဲ့ထုံးကျောက်တုံးစီရဲ့အလေးချိန်ဟာ2 တန်ရှိပြီးအလယ်လက်အရွယ်စားရှိတဲ့ surf ကားတစ်စီးနဲ့ညီမျှပါတယ်။အဲဒီလောက်လေးလံလာတဲ့ကျောက်တုံးတွေကိုအီဂျစ်ပြည်သားတွေဘလို့မှပြီးတော့ဘလို့ပြီးပြည့်စုံတဲ့ပရမစ်ဖြစ်လာအောင်ပုံဖော်တိဆောက်ခဲ့ကြတယ်လဲဆိုတာကိုတော့အခုထိတိတိကျကျအဖြေမရှာနိုင်သေးပါဘူး။တချို့သောပညာရှင်တွေပြောတာကတော့အီဂျစ်သားတွေဟာဆောင်းရှောနဲ့စက်သီးစနစ်ကိုအသုံးပြုခဲ့ကြတယ်လို့ဆိုကြပါတယ်။ပရမစ်နဲ့ပတ်သက်ပြီးသိပ္ပံနည်းကျအံ့ဖွယ်ရည်နဲ့ဗဟိလိများစွာရှိနေပါတယ်။ပရမစ်ရဲ့အနေအထားဟာကမ္ဘာအချက်ချာနေရာတွေနဲ့ကိုက်ညီရဲလို့ယူဆကြပါတယ်။ပရမစ်တွေရဲ့အတွင်းပိုင်းကကြောက်တုံးတွေဟာအလွန်တိကျစွာချိတ်ဆက်ထားတာကြောင့်ဓာတ်တစ်ချောင်းတောင်ထည့်လို့မရပါဘူး။ဒါပြင်ပရမစ်တွေဟာတဘာဝဘေးအန္တရာယ်ဒဏ်ကိုလည်းခံနိုင်ရရှိကြပါတယ်။ဒီလိုပရမစ်တွေကိုဘလို့တိဆောက်ခဲ့ကြတယ်လဲဆိုတာကိုတော့အခုချိန်ထိဗဟိလိတစ်ခုဖြစ်နေစေပါ။ပရမစ်တွေထဲမှာဘာတွေပါဝင်နေတယ်လဲဆိုတာကိုတော့ဘယ်သူမှအပြည့်စုံမဖော်ထုတ်နိုင်ကြသေးပါဘူး။ဒီလိုချက်တွေကြောင့်ပဲဂီဇာပရမစ်တွေဟာလူသားတွေတိဆောက်ခဲ့တဲ့အကြီးမားဆုံးနဲ့အထင်ကြီးအဖြစ်ဆုံးအဆောက်အုံတွေထဲမှာတစ်ခုပါဝင်ဖြစ်နေပြီးတော့အီဂျစ်ပြည်ရဲ့သမိုင်းနဲ့ရည်ကြည်မှုကိုကိုစားပြုတဲ့အရေးကြီးတဲ့အမွေအနှစ်တစ်ခုဖြစ်ဝင့်ထဲဝါစွာတည်ရှိနေရခြင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီကြောင်းရလေးကိုဒီနားမှာပဲခေတ္တခဏရန်နာခွင့်ပြုပါ။နောက်နေ့မှလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းရလေးတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ Facebook ကနေကြည့်ရှုတဲ့ပရိသတ်တွေကတော့ like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။